35ဆိုတဲ့ကဏ္ဍဒီ35နော်35ကိုပြောတာ939ကိုပြောတာမဟုတ်35ဆိုတဲ့ကဏ္ဍဒီကျွန်တော်တို့ 2D မှာပါဝါဆိုတဲ့ဆရာကြီးတစ်ပါးဖြစ်သလိုသုဒ္ဓဂိမ်းလည်းဖြစ်တယ်ပြန်ပြောပါမယ်35ဆိုတဲ့ကောင်ဒီပါဝါဖြစ်သလိုသုဒ္ဓဂိမ်းလည်းဖြစ်တယ်အဲ့ဒီအတွက်35လို့ကြပြီးတိုင်းသူ့အောက်မှာသုဒ္ဓဂိမ်းကြတာလား19ဒီသုဒ္ဓဂိမ်းမှာအဲ့ဒါရှင်းလားဗျာအဲ့ဒါရှင်းလားအဲ့ဆက်သွားမယ်နော်အဲ့တော့ဒီမှာ35လို့ကြလိုက်တာ ਨੇ သူ့အောက်မှာသုဒ္ဓဂိမ်းဆက်လိုက်တာတွေ့ရပါတယ်33ဒီသုဒ္ဓဂိမ်းမှာဒီမှာ35လို့ကြလိုက်တာ ਨੇ ဒီမှာတော့သုဒ္ဓဂိမ်းဒီ2ရက်ကျော်သွားတယ်အာဆိုရင်တော့ကျွန်တော်တို့သုဒ္ဓဂိမ်းကအာဆရာမလို့တဲ့အတွက်ဒီကောင်ကို2ရက်ကျော်လို့ပဲယူဆပါတယ်ဒီမှာ35လို့ထွက်လိုက်တယ်သူ့အောက်မှာ35သုဒ္ဓဂိမ်းထွက်ပါတယ်ဒီမှာ35လို့ထွက်လိုက်တယ်သူ့အောက်မှာသုဒ္ဓဂိမ်းထွက်ပါတယ်ဒီမှာ35လို့ထွက်လိုက်တယ်သူ့အောက်မှာ3ဆိုတဲ့သုဒ္ဓဂိမ်းထွက်ပါတယ်ဟောဒီမှာကြံပြီဒီမှာ35လို့ထွက်လိုက်တယ်သူ့အောက်မှာ1ဆိုတဲ့သုဒ္ဓဂိမ်းထွက်ပါတယ်ဒီမှာ35လို့ထွက်တာနဲ့သူ့အောက်မှာ53ဆိုတဲ့သုဒ္ဓဂိမ်းထွက်ပါတယ်ဒီမှာ35လို့ထွက်လိုက်တာနဲ့သူ့အောက်မှာ1 3ဆိုတဲ့သုဒ္ဓဂိမ်းထွက်ပါတယ်အဲ့တော့မရှိတော့ဘူးဒီမှာ35ဖြစ်ပြီအဲ့တော့ဒီဖြစ်စဉ်ကဒီအချိန်မပါဘဲနဲ့ကိုအလောင်းစုစုပေါင်း6ချိန်ရှိပါတယ်6ချိန်ရှိတဲ့အထဲမှာကပ်ပင်ဒီ8ချိန်ဖြစ်ပြီးတော့2ရက်ကျော်ကြာထားတာဒီတစ်ချိန်ရှိပါတယ်အဲ့တော့ကျွန်တော်တို့